အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာကြမယ့်သင်ခန်းစာက Grade 7 Unit 1 Lesson 2 Life as an Artist ဆိုတဲ့သင်ခန်းစာကိုလေ့လာကြမှာဖြစ်ပါတယ် Life as an Artist ဆိုတာကတော့သင်ပညာသင်တစ်ယောက်အဖြစ်ဘဝပေါ့ Life ကဘဝ Artist ကသင်ပညာသင်ပညာရှင်ကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်အောင် Which of the following performing arts would you like to watch? Why? Which of the following performing arts အောက်ပါတရုပ်ဖော်အမှုပညာတွေထဲကဘယ်ဟာကို would you like to watch သင်ကြည့်ရှင်ပါသလဲပေါ့ why ဘာကြောင့်လဲဆိုတော့အဲ့ဒါမှာပါတယ်စကားလုံးလေးတွေကိုအဓိပ္ပာယ်လေးတွေဖော်ပြပေးထားတယ်အဲ့ဒါလေးကြည့်လိုက်အောင် number 1က candlelight dance candlelight dance ဆိုတာကစီမီခွက်အကကိုပြောတာဖြစ်ပါတယ်နောက်ပြီး jewel dance နှစ်ပါးသောအက 3က slapstick comedy တရုပ်ဖော်ဟာတာ4ကမြန်မာ orchestra မြန်မာဆိုင်ဝိုင်း5က puppet dance ရုပ်သေးအက6ကမြန်မာ opera ပြဆက်နောက်7ကစက်ပွဲဖြစ်နယ်လီဆိုစက်ပွဲနောက်ဆုံးကစက်ပွဲစက်သိန်းခန်းစက်ပေါင်းခန်းလို့ပြောလဲရပါတယ်နောက်နံပါတ်8က choral dance ဆိုတာကယင်းအကကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီနေ့လေ့လာကြမှာကအလင်္ကာကျော်ဆိုတာရွှေမန်းတင်မောင်ဆိုတဲ့သင်ခန်းစာနဲ့အလင်္ကာကျော်ဆိုတာရွှေမန်းတင်မောင်ရဲ့အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ် A typical Myanmar Sabwe is a classical dance drama A typical Myanmar Sabwe မြန်မာစက်ပွဲဆိုတာက is ဖြစ်ပါတယ် a classical dance drama classical ဆိုတာကဂန္ဓဝင်ပေါ့ dance drama ဆိုအကပြတ်ဆက်ဆိုတော့ဂန္ဓဝင်အကပြတ်ဆက်တစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီကြောင်းလည်းပေါင်းပါသားပြန်နော် A typical Myanmar Sabwe is a classical dance drama မြန်မာစက်ပွဲဆိုတာကဒါဂန္ဓဝင်အကပြတ်ဆက်တစ်ခုပဲဖြစ်ပါတယ်လို့ပြောတာဖြစ်ပါတယ် It usually begins with the candlelight dance followed by different types of dance Myanmar opera and slapstick comedy It usually begins ၎င်းကိုပုံမှန်အဖြစ်စတင်ပါတယ် with the candlelight dance စီမီခွက်အကနဲ့သူ့ကိုစီမီခွက်အကနဲ့စတင်လေးရှိတယ်စက်ပွဲကိုလေစက်ပွဲကိုဒါစီမီခွက်အကနဲ့စတင်လေးရှိတယ်ပေါ့ followed by အဲ့ဒါပြီးတော့လိုက်လာတယ် different types of dance ဆိုအကအမျိုးမျိုးလာတယ်လို့ပြောတာနော်သူကစီမီခွက်အကပြီးရင်ဒါအကအမျိုးမျိုးလာမယ်မြန်မာ opera ပြဇာတ်တွေလာမယ် and ပြီးတော့ slapstick comedy တရုပ်ဘောဟာတာတွေစသဖြင့် now this is followed by the classical dance drama which presents one of the Zargates the 550 stories of Lord Buddha's earlier lives but this is followed by အဲ့ဒါတွေပြီးတော့လာပါတယ် by the classical dance drama ဂန္ဓဝင်အကပြတ်ဆက်လာပါတယ်ပေါ့နော် which presents တင်ဆက်ပြသတော့တင်ဆက်တော့လို့ပဲ which present ကတင်ဆက်တော့ one of the Zargates ဇတ်တော်ပေါ့လေ Zargates ဆိုဇတ်တော်one of the Zargates ဆိုတော့ကဇတ်တော်တွေထဲကတပုတ်ကိုတင်ဆက်တော့အဲဇတ်တော်လို့ပြောတာကိုသူပြန်ရှင်းပြတာ Zargates ဆိုတာဘာလဲဆိုရင် the 550 stories 950ဝတ္ထုပေါ့အဲ950ဇတ်ဝတ္ထုပေါ့ Lord Buddha's ဗုဒ္ဓမြတ်စွာဘုရားရဲ့ earlier life အစောပိုင်းဘဝဆိုတာနှုစဉ်ဘဝ950အကြောင်းကိုရေးပွဲထားတဲ့ဇတ်ကို Zargates လို့ပြောတာလို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့ it imparts moral lessons it imparts ဆိုတာပေးစွမ်းတယ်လို့ပြောတာ it imparts ၎င်းကပေးစွမ်းပါတယ်တဲ့ moral lesson စာရိတ္တနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုပေးစွမ်းပါတယ် One of the greatest artists of Myanmar is Alinga Joshua Chriman Demon one of the greatest artists of Myanmar မြန်မာနိုင်ငံရဲ့အကြီးအကျယ်ခမ်းနားဆုံး artist သဘင်ပညာရှင်တယောက်ကတော့ဗောနော် one of the greatest artists of Myanmar ဆိုတာမြန်မာနိုင်ငံရဲ့အကြီးအကျယ်ခမ်းနားဆုံးသဘင်ပညာရှင်တယောက်ကတော့ is ဖြစ်ပါတယ်ဗောအလင်္ကာကျော်စွာရွှေမန်းတင်မောင်အလင်္ကာကျော်စွာရွှေမန်းတင်မောင်ပဲဖြစ်ပါတယ် Maundemo was born to Ubia and Dome in 1918 in Mandalay Maundemo was born Maundemo ကိုမွေးဖွားခဲ့ပါတယ်တဲ့ to Ubia and Dome Ubia နဲ့ Dome တို့ကနေမွေးဖွားခဲ့ပါတယ် in 1918 1918ခုနှစ်မှာ in Mandalay ဆို Mandalay မြို့မှာမွေးဖွားခဲ့ပါတယ် He had 9 siblings and he was the youngest he had သူမှရှိတယ်ပေါ့သူမှရှိပါတယ် 9 siblings ဆိုတာကဒါမွေးချင်းကိုပြောတာမွေးဆိုတာညီကိုမောင်နှမအရင်ကို sibling လို့ခေါ်ပါတယ် He had 9 siblings သူမှမွေးချင်း9ယောက်ရှိတယ် and ပြီးတော့ he was the youngest သူကအငယ်ဆုံးပေါ့နော်မွေးချင်း9ယောက်ရှိတဲ့နေရာမှာသူကတော့အငယ်ဆုံးသားပဲဖြစ်ပါတယ် Since childhood Maundemo had been passionate about singing and dancing since childhood ငယ်စဉ်ဘဝကတည်းက since childhood ဆိုတာငယ်စဉ်ဘဝကတည်းက Maundemo had been passionate ကစိတ်အားထက်သန်တော့ပေါ့ Maundemo had been passionate ဆိုစိတ်အားထက်သန်ခဲ့တယ်ဝါဒရာပါခဲ့တယ်ပေါ့လေ about singing and dancing ဆိုတော့ကချင်းဆိုခြင်းတွေကိုအဲတခြင်းဆိုရတာကတာတွေကိုငယ်စဉ်ဘဝကတည်းက Maundemo ကစိတ်ဝင်စားခဲ့တာငယ်စဉ်ဘဝကတည်းကစိတ်အားထက်သန်ခဲ့
သူတယောက်ပဲဖြစ်ပါတယ်ပေါ့ His first step towards subway was dancing at a puppet show when he was very young His first step သူရဲ့ပထမအဆုံးရှေ့လမ်းမှာ towards subway စီဆိုသူရဲ့ပထမအဆုံးရှေ့လမ်းကတော့ was dancing ကခဲ့ခြင်းပဲဖြစ်ပါတယ် at a puppet show ဒါရုပ်သေးပွဲတစ်ပွဲမှာရုပ်သေးပွဲတစ်ခုမှာကခဲ့ခြင်းပဲဖြစ်ပါတယ်ပေါ့သူရဲ့ပထမအဆုံးဒါအနုပညာရှေ့လမ်းကတော့ subway အတွက်ဒါအနုပညာပထမဆုံးအနုပညာရှေ့လမ်းကရုပ်သေးပွဲတစ်ပွဲမှာကခဲ့ခြင်းပဲဖြစ်ပါတယ် when he was very young သူအလွန်ကိုငယ်ရွယ်သေးတဲ့အရွယ်တုန်းက very young ဆိုအလွန်ကိုငယ်သေးတဲ့အရွယ်တုန်းကရုပ်သေးပွဲတစ်ခုမှာကကုန်ခဲ့ခြင်းကသူရဲ့စပွဲစီတို့ပထမဆုံးရှေ့လမ်းပဲဖြစ်ပါတယ်လို့ပြောတာဖြစ်ပါတယ် Later he learned the performing art from မြချေခြင်းမန့်ဝေမြိုင် for 3 years Later နောက်ပိုင်းမှာတော့ he learned သူကလေ့လာသင်ယူခဲ့ပါတယ် the performing art ဒါသေယုပ်ဆောင်ခြင်းအတတ်သဘင်ပညာသေယုပ်ဆောင်ခြင်းပညာပြောလို့ရပါတယ် performing art သဘင်ပညာများကို from မြချေခြင်းမန့်ဝေမြိုင်မြချေခြင်းမန့်ဝေမြိုင်စီကနေ for 3 years 3 နှစ်တိုင်းတိုင်းပေါ့3နှစ်ကြာသည်သူကလေ့လာသင်ယူခဲ့ပါတယ် He founded ရွှေမန်းတပင် in 1933 and became a famous artist known as ရွှေမန်းတင်မောင် He founded သူကတည်ထောင်ခဲ့ပါတယ်ရွှေမန်းတပင်ကိုတည်ထောင်ခဲ့ပါတယ် in 1933 ဆို1933ခုနှစ်မှာရွှေမန်းတပင်ကိုတည်ထောင်ခဲ့ပါတယ် and ပြီးတော့ became a famous artist became ဖြစ်လာခဲ့ပါတယ် a famous artist ထင်ရှားကျော်ကြားတဲ့အောင်မြင်ကျော်ကြားတဲ့တပင်ပညာရှင်တယောက်ဖြစ်လာခဲ့တယ် known as ရွှေမန်းတင်မောင်လို့လူအများသိကြတော့ဗောလေ known as ရွှေမန်းတင်မောင်လို့လူအများသိကြတဲ့တပင်ထင်ရှားကျော်ကြားတဲ့အောင်မြင်ကျော်ကြားတဲ့တပင်ပညာရှင်တယောက်ဖြစ်လာခဲ့ပါတယ် In 1959, Shriman Demo was invited to the United States of America as a representative of the Myanmar Culture Troupe. In 1959, 1959ခုနှစ်မှာ Shriman Demo was invited. Shriman Demo ကဖိတ်ကြားခြင်းခံခဲ့ရပါတယ် invited was invited ဆိုဖိတ်ကြားခြင်းခံရတာ Shriman Demo was invited. Shriman Demo ဖိတ်ကြားခြင်းခံခဲ့ရပါတယ် to the United States of America. US ကိုပေါ့နော်အမေရိကန်နိုင်ငံကိုဖိတ်ကြားခြင်းခံခဲ့ရတယ် as a representative ကိုယ်စားလှယ်တယောက်အဖြစ်as a representative ကကိုယ်စားလှယ်တယောက်အဖြစ် of the Myanmar Culture Troupe မြန်မာယဉ်ကျေးမှုအဖွဲ့၏အဲဒါတော့ကတကြောင်တော်ဘာသာပြန်နော်1959ခုနှစ်မှာရွှေမန်းတင်မောင်ကမြန်မာယဉ်ကျေးမှုအဖွဲ့ရဲ့ကိုယ်စားလှယ်တယောက်အဖြစ်အမေရိကန်နိုင်ငံကိုဖိတ်ကြားခြင်းခံခဲ့ရပါတယ်အဲလိုပြောတာဖြစ်ပါတယ် During his visit he learned by heart the 27 verses of the Buddha's renunciation During his visit ဒါလေဘသွားနေစဉ်အတွင်းမှာ he learned by heart ကအလွတ်ကျက်မှတ်တယ်ဒါအဲ့ဒီ learned by heart ကအလွတ်ကျက်သည်လို့အဓိပ္ပာယ်ရတယ် he learned by heart သူကအလွတ်ကျက်ခဲ့ပါတယ်ကျက်မှတ်ခဲ့ပါတယ်ပေါ့ the 27 verses ကိုဒီမှာကာထာလို့ပဲသုံးကြဆို27 verses ဆိုကာထာ29ပုဒ်ကိုလို့ပြောမယ် on the Buddha's renunciationဆိုဗုဒ္ဓတောထွက်ကမှာသူrenunciation ဆိုစွန့်ပယ်တာစွန့်လွတ်တာလို့အဓိပ္ပာယ်ရတာဟုတ် the Buddha's renunciation ဆိုတော့ကဒါဗုဒ္ဓတောထွက်ကကာထာ29ပုဒ်ကိုအလွတ်ကျက်မှတ်ခဲ့ပါတယ်လို့His diligence and hard work set a model for new generations of Myanmar artists to emulate. His diligence and hard work, his diligence. လုံလောက်ရိယာရှိမှုပါ diligence ကသူရဲ့လုံလောက်ရိယာရှိမှုနဲ့ hard work အလုပ်ကြိုးစားမှုက set a model စံနမူနာထားစရာတစ်ခုဖြစ်ခဲ့ပါတယ်ပေါ့ for new generations of Myanmar artists. New generations မျိုးဆက်သစ်တွေအတွက် for new generations မျိုးဆက်သစ်တွေအတွက်ဘယ်လိုမျိုးဆက်သစ်လဲ of Myanmar artistsမြန်မာသဘင်ပညာတဲ့မြန်မာသဘင်ပညာတဲ့မျိုးဆက်သစ်တွေအတွက် to emulate ကအတူယူသည် to emulate အတူယူဖို့ရန်မြန်မာဒါသဘင်ပညာတဲ့မျိုးဆက်သစ်တွေအတွက်အတူယူဖို့ရန်စံနမူနာတစ်ခုဖြစ်ခဲ့ပါတယ်ဘာလဲဆိုရင်သူရဲ့လုံလောက်ရိယာရှိမှုနဲ့အလုပ်ကြိုးစားမှုကအဲ့လိုပြောတာဖြစ်ပါတယ် Moreover Shriman Demo was dedicated to his art and always had his audience in respect Moreover ဒါပြင် Shriman Demo was dedicated နစ်မြုပ်ထားခဲ့ပါတယ်စိတ်နစ်မြုပ်တာကို dedicate လို့ပြောတယ် was dedicated စိတ်နစ်မြုပ်ထားခဲ့ပါတယ် to his art သူအမှုပညာထဲမှာပဲစိတ်ကိုနစ်မြုပ်ထားတယ် and ပြီးတော့ always had his audience in respect held in respect ဒါလေးစားတာ always had in respect အမြဲတမ်းလေးစားပါတယ်တဲ့ his audience သူ့ရဲ့ပရိသတ်ကိုပေါ့လေသူပရိသတ်ကိုအမြဲတမ်းလေးစားသူတယောက်လည်းဖြစ်ပါတယ်လို့ပြောတာဖြစ်တယ် although he was very famous he was modest although he was very famous although he was very famous သူကအလုံးကိုအောင်မြင်ကြော်ကြားတော်လဲပေါ့ he was modest သူကနင်းနင်းရှားရှားနဲ့နေတဲ့သူဖြစ်ပါတယ်လို့ပြောတာ throughout his life as an artist
throughout his life သူ့ဘဝတက်တန်းတစ်လျှောက်ပေါ့ as an artist သပင်ပညာသည်တယောက်ဖြစ်သပင်ပညာရှင်သပင်ပညာသည်တယောက်ဖြစ်သူ့ဘဝတစ်လျှောက်မှာပေါ့ he kept on ဆက်လက်လှုပ်ဆောင်တာ kept on he kept on innovating ဆက်လက်တီထွင်နေခဲ့ပါတယ် innovating ကတီထွင်တာဆက်လက်တီထွင်နေခဲ့တဲ့ Nobel ဆက်လက်တီထွင်နေခဲ့တဲ့ Nobel choreography အဒီမှာကကွက်လို့ပဲသုံးမယ်ကကွက် Nobel ကစမ်းသစ်သောကကွက်တွေကိုဆက်လက်တီထွင်နေခဲ့ပါတယ် and ပြီးတော့ new opera အသစ်တွေပေါ့နော် opera ပြဇာတ်အသစ်တွေပြီးတော့ကကွက်အသစ်အဆန်းတွေကိုဆက်လက်တီထွင်နေခဲ့တယ်လို့ပြောတာသူ့ဘဝတစ်လျှောက်လုံးမှာ In 1953, the Shriman Demon received the title Alenga Joswa, which is awarded to outstanding artists in Myanmar. In 1953, 1953ခုနှစ်မှာ the Shriman Demon received Shriman Demon ကလက်ခံရရှိခဲ့ပါတယ် the title ဘွဲ့ကိုပေါ့လေအလင်္ကာကျော်စွာဆိုတဲ့ဘွဲ့ကိုလက်ခံရရှိခဲ့ပါတယ်အဲ့ဒီဘွဲ့က which is awarded ဆိုတာကဂုဏ်ပြုရှင်းမြင့်သော award ကဂုဏ်ပြုသည်ရှင်းမြင့်သည် awarded which is awarded ကဂုဏ်ပြုရှင်းမြင့်သော to outstanding artists in Myanmar outstanding artists ထူးချွန်ထက်မြက်တဲ့ထူးချွန်တဲ့သပင်ပညာသည်တွေကိုမြန်မာနိုင်ငံမှာထူးချွန်ထက်မြက်တဲ့သပင်ပညာသည်တွေကိုဂုဏ်ပြုရှင်းမြင့်တဲ့အလင်္ကာကျော်စွာဆိုတဲ့ပွဲကို1953ခုနှစ်မှာရွှေမန်းတင်မောင်ကလက်ခံရရှိခဲ့ပါတယ်လို့ပြောတာဖြစ်ပါတယ် in 1969 1969ခုနှစ်မှာရွှေမန်းတင်မောင် died while dancing on the stage ရွှေမန်းတင်မောင်ကဆုံးပါသွားခဲ့တယ်ကွယ်လွန်သွားခဲ့ပါတယ် while dancing on the stage စင်ပေါ်မှာကနေရင်နဲ့စင်ပေါ်မှာကနေစဉ်တွင်1969ခုနှစ်မှာရွှေမန်းတင်မောင်ကကွယ်လွန်သွားခဲ့တယ်ပေါ့ his name will never fade away his name သူ့ရဲ့နာမည်ကတော့ will never fade away ဘယ်တော့မှမေးမိန်သွားမှာမဟုတ် fade away ကမေးမိန်တယ်ပေါ့နော်သူ့နာမည်ကတော့ဘယ်တော့မှမေးမိန်သွားမှာမဟုတ်ပါဘူး he remains a historic artist of Myanmar he remains သူကဆက်လက်ကြံရှိနေမှာပဲဖြစ်ပါတယ်ဆက်လက်ကြံရှိသည်ပေါ့နော် remain ကကြံရှိနေမှာပဲဖြစ်ပါတယ် historic artist သမိုင်းဝင်သပင်ပညာရှင်တယောက် of Myanmar မြန်မာနိုင်ငံရဲ့သမိုင်းဝင်သပင်ပညာရှင်တယောက်အနေနဲ့သူဟာဆက်လက်ကြံရှိနေမှာပဲဖြစ်ပါတယ်လို့ဆိုလိုတာဖြစ်ပါတယ်